الرحمن الرحيم အဲ့တော့ဒီနေ့ရဲ့သင်ခန်းစာကကျွန်တော်တို့မနေ့ကသင်ခန်းစာကတော့ကျွန်တော်တို့ sifat နဲ့ sifat ဒီ၃ခုနဲ့တွဲတဲ့အကြောင်းပြောပြီးသွားပြီ sifat ဒီ wazn fi'l နဲ့တွဲတယ်ပြီးတော့ sifat နဲ့ alif nun zaida နဲ့တွဲတယ်ပြီးတော့ sifat နဲ့ adal နဲ့တွဲတယ်ဒီ၃ခုပြီးတဲ့နောက်ပိုင်းမှာအခုဒီနေ့ရဲ့သင်ခန်းစာကတော့ကျွန်တော်တို့ muannas အကြောင်းပေါ့နော် muannas မှာရှေ့မှာတာဝိုးတာပါတဲ့အကြောင်းတော့ပြောလို့ပြီးသွားပြီအဲ့တော့ကျွန်တော်တို့ဒီဝိုးတာပါတဲ့အကြောင်းကတော့ပြီးသွားပြီအခုကသူက muannas ရဲ့သင်္ကေတ၃ခုရှိတာ၃ခုတည်းကနေပြီးတော့ alif maqsura နဲ့ alif mamduda အကြောင်းကိုတက်ပြန်ပြောမယ်ဘာကြောင့်တက်ပြန်ပြောမလဲဆိုတော့ဒီ muannas မှာသင်္ကေတ၃ခုရှိတဲ့အနက်ကကိုးတာကတော့သူက gai munsarif ရဲ့ sabab တစ်ခုပဲဖြစ်တယ်ဒါပေမဲ့ alif maqsura နဲ့ alif mamduda ကရောက်တော့သူက sabab တစ်ခုတည်းက sabab နှစ်ခုနဲ့ညီမျှတယ်ကိုးတာ alif maqsura တစ်ခုတည်းပါရတာပဲရှိတယ်ကျန်တဲ့ sabab မရှိဘူးထိုနည်း၎င်းပဲ alif mamduda တစ်ခုပဲပါတယ်ကျန်တဲ့ sabab မရှိဘူးဆိုရင်လေသူက gai munsarif ဖြစ်တယ်နော်အဲ့တော့ခြုံငုံပြီးပြောမယ်ဆိုရင် gai munsarif ရဲ့ ဒီ sabab နှစ်ခုနဲ့ညီမျှတဲ့ sabab ကကျွန်တော်တို့နှစ်ခုရှိတယ်လို့အစမှာပြောခဲ့တယ်တစ်ခုက jama' muntahal jumu' ဖြစ်တယ်နောက်တစ်ခုကဒီ muannas ပေါ့နော် muannas မှာသူကနှစ်ခုရှိတယ် alif maqsura နဲ့ဆုံးတာရယ် alif mamduda နဲ့ဆုံးတာရယ်အဲ့တော့ကျွန်တော်အခုဒီမှာဖတ်မှာက alif maqsura နဲ့ဆုံးတဲ့ muannas အကြောင်းပေါ့နော်الاسم والصفة الاسم دي اسم غير والصفة المختومة بألف التعنيث المقصورة اسم لا بيده تو صفة لا بيده صفات ဖြစ်ဖို့တော့အရေးမကြီးပါဘူးเนาะဒါ ism နဲ့ صفات နဲ့တွဲတယ်ဆိုတော့ဂိုင်းမဆိုရပြ sabab ကနှစ်ခုဖြစ်เนาะصفات ဆိုတာကတော့ صفات လည်း ism ပဲလေเนาะအဲ့တော့ ism ကတဲ့သူက sifat ဖြစ်မယ်ဆုံးတာကဘာနဲ့ဆုံးမလဲဆိုတော့ alif maqsura နဲ့ဆုံးတယ်ဆိုတဲ့အခါကျတော့الاسم والاسم والصفة المختومة بألف التعنيث المقصورة အဲ့တော့ ism ရဲ့နောက်တစ်ခုက sifat ဖြစ်တယ်သူကဘာနဲ့ဆုံးလဲ alif maqsura နဲ့ဆုံးတယ်ဆိုရင်သူကgai munsarif ဖြစ်တယ်လို့ပြောတယ်مثل ဥပမာအပြင် Salma အဲ့တော့ Salma ဆိုတာဒါ ism ဖြစ်တယ်မိန်းကလေးနာမည်ဖြစ်တယ်နောက်တစ်ခုက Zikra နောက်တစ်ခုက Layla Dunya Ridwa Hubla ဆိုတာတော့ကျွန်တော်တို့ဒီပိုက်ကြီးတဲ့အမျိုးသမီးပေါ့နော်ကိုဝင်ရှိတဲ့အမျိုးသမီးနောက်တစ်ခုက Najwa ကုရ်အာန်ထဲမှာလည်း28ပါးဒုတိယမျက်နှာမှာလာလိမ့်မယ် إنما النجوى من الشيطان နော်အဲ့တော့ Najwa စကားတီးတို့စကားပြောတာပေါ့နော်နောက်တစ်ခုကومنه قوله تعالى آية جنم القرآن آية ولقد جاءت رسلنا إبراهيم بالبشرى رديما لبه اللي في مقصوران الصونية فكلمة البشرى البشرى سورة السلون دي ممنوعة نو غير منصرف بيده لأنها مقصورة فاجعون لتوا ألف مقصورة بيده ألف مقصورة نه سونه اسم بيده رجعون توا غير منصرف بيده توني لقاهم به أنا جانو ميا قرآن أنا آياتكو وقوله تعالى ونزلنا عليكم المن والسلوى أرى ديني أما والسلوى دي ألف مقصورة نه سونه بيده دا جانو سلوى دي لبه كلمة السلوى سلوى سورة سلوى ممنوعة غير منصرف بيده لأنها مقصورة طلبة ألف مقصورة نه سونه رجعون بيده شيء ما توا بابيوله سلو سكامي داريكا اسم چونغومبي نالےအောင်ပြောရမယ်ဆိုရင်သူက muannas alif maqsura နဲ့ muannas ဖြစ်တာပေါ့နော် alif maqsura နဲ့ muannas ဖြစ်တာဒီ sabab ကတစ်ခုတည်းက
sabab nakhu ne nyimya aro chima sia ya ba pyo le so ro di alif maqsura ka tua di isim bo no di muannas ya di isim ka tua re nakira be phit phit ma'rifa be phit phit nakira be phit phit ma'rifa phit phitဒါမှမဟုတ်ရင်သူကဂျမမုကဆာပဲဖြစ်ဖြစ်ဒါမှမဟုတ်ရင် sifat ပဲဖြစ်ဖြစ်သဘောက ismi zat ပဲဖြစ်ဖြစ် ismi zat ဆိုတာကျွန်တော်တို့ဒီလူနာမည်တွေပါတယ်ထားရတာပေါ့နော်ဒါ ismi zat နောက်တစ် ismi zat ပဲဖြစ်ဖြစ်အဲနောက် ismi zat ပဲဖြစ်ဖြစ် nakira ပဲဖြစ်ဖြစ် ma'rifa ပဲဖြစ်ဖြစ်ဂျမ taksir ခေါ်ဂျမဗာလေဂျမမုကဆာပဲဖြစ်ဖြစ် sifat ပဲဖြစ်ဖြစ်အဲ့တော့ဒီအလစ်ဖ်မက်ဆူရာပါတဲ့အစ္စမ်ကခြုံငုံပြီးပြောရရင်ဘလို့အစ္စမ်ဖြစ်ဖြစ်နာဂီရာဖြစ်ဖြစ်မာရီဖာဖြစ်ဖြစ်ဂျမမုကဆာဖြစ်ဖြစ်အမွန်အစ္စမီဇတ်ပေါ့ပဲနဲ့အစ္စမီဆဖတ်ပဲဖြစ်ဖြစ်သူကဂိုင်မွန်ဆရစ်ဖြစ်မယ်တဲ့ဒီအခု805ကြောင်မှာဒါကိုပဲပြောတယ်ဝယစတဝီဖီလ်အစ္စမီလ်မက်ဆူရ်မန်အန်မင်အဆရဖ်ဒီအစ္စမီမက်ဆူအလစ်ဖ်မက်ဆူရာနဲ့ဆုံးတဲ့အစ္စမ်ကဂိုင်မွန်ဆရစ်ဖြစ်ရန်အတွက်သူကအတူတူပဲတဲ့သဘောကဂိုင်မွန်ဆရစ်ဖြစ်ဖို့အတွက်ဘလို့အခြေအနေမျိုးမှာပဲဖြစ်ဖြစ်သူကအတူတူပဲမာကာနာအစ္စမန်နကရာသူကအစ္စမန်နကရာပဲဖြစ်ဖြစ်မစ္စလိုပမာအဖြစ်ဇစ်ကရာဒီဒါဟာနကရာဖြစ်တယ်နကူလူကုရ်အာန်ထဲမှာလာတဲ့ဇစ်ကရာဝမန်ကွန်နာဇာလီမီနကူလူလဟူကျွန်တော်တို့တဦးတယောက်ကိုပြောတယ်ဖီခါတီရီဇစ်ကရာဟဆနာဖီခါတီရီဇစ်ကရာဟဆနာငါနှလုံးသားထဲမှာငါစိတ်ထဲမှာကောင်းတဲ့နော်သတိရတတ်တာမှုတွေရှိတယ်သဘောကတယောက်ကမိမိရဲ့မိတ်ဆွေကိုပြောမယ်လက်ကဖီခါတီရီဇစ်ကရာဟဆန်အဲ့လိုပြောမှာပေါ့နော်မင်းနဲ့ပတ်သက်ပြီးတော့ငါနှလုံးသားထဲမှာကောင်းတဲ့အရာကောင်းတဲ့ဒီအမတ်တရားတွေရှိနေတယ်အဲ့လိုနေရာမှာသုံးတယ်အဲ့တော့ဇစ်ကရာဒီသူကဒီနေရာမှာဗာလဲဆိုတော့နဂီရာဖြစ်တယ်တဲ့နဂီရာဖြစ်တော့လည်းပဲသူကခိုင်မွန်ဆိုရဖြစ်တယ်ရှေ့မှာအောက်မာရီဖာဒါမှမဟုတ်ရင်မာရီဖာပဲဖြစ်ဖြစ်မာရီဖာဆိုရင်တော့ဒါကျွန်တော်တို့လူနာမည်ထားလိုက်ရင်မာရီဖာဖြစ်သွားတယ်ဥပမာအဖြစ်လိုင်လာနာမည်ထားလိုက်တယ်ဒါမှမဟုတ်ရင်ရဒေါနာမည်ထားလိုက်တယ်နကူလို့အဲ့ဒါဆိုရင်တော့ဒါမာရီဖာဖြစ်ရင်လည်းပဲသူကခိုင်မွန်ဆိုရဖြစ်မယ်ကျွန်တော်တို့ပြောမယ်မာရတိုဘေရဒေါကျွန်တော်တို့ဒေါဘေးကနေဖြတ်သွားတယ်နော်အော်ဒါမှမဟုတ်ရင်ဂျမတက်စီပဲဖြစ်ဖြစ်ဒါပေါ့ဂျမမုကဆာပေါ့နော်ဝါဟစ်ရဲ့ပုံစံပြည့်စည်သွားတဲ့ဂျမပဲဖြစ်ဖြစ်ဥပမာဂျရဟနောက်တစ်ခုကဘာလဲဆိုတော့ကတ်တလာကုရ်အာန်ထဲမှာလာတယ်ဘာလဲယာအယူဟ်လဒီနအာမနူကုတိဘအလိုင်ကုမလ်ကစ်ဆာဆူဖီလ်ကတ်လာအဲ့တော့ဂျမမုကဆာဖြစ်ရင်လည်းပဲသူကဂိုင်းမုဆရစ်ဖြစ်တယ်နော်အော်ဆီဖတ်ဒါမှမဟုတ်ရင်ခုနပြောသလိုကျွန်တော်တို့ ismi zat မဟုတ်ဘဲနဲ့ဘာဖြစ်မလဲ sifat တစ်ခုခုဖြစ်မယ် misl khubala အဲ့တော့ khubala ဆိုတာဒါလူနာမည်ထားလို့မရဘူးသူကသူ့ရဲ့အဓိပ္ပာယ်ကကိုဝင်တယ်လို့အဓိပ္ပာယ်ရတော့ဒါကအမျိုးသမီးရဲ့ sifat ဖြစ်တယ်နော်ကိုဝင်တယ်အမျိုးသမီးရဲ့ sifat ဖြစ်တယ်အဲ့တော့ခုနကကျွန်တော်ပြောသလိုခြုံငုံပြီးပြောရမယ်ဆိုရင်ဒီအလစ်ဖ်မက်ဆူရာနဲ့ဆုံးတဲ့ muannas ဒီလို ism ဒီဘလို့အခြေအနေမှာပဲဖြစ်ဖြစ်နဂရာဖြစ်ဖြစ်မာရီဖာဖြစ်ဖြစ်ဂျမမုကဆာဖြစ်ဖြစ် sifat ဖြစ်ဖြစ်သူဒီဘာဖြစ်မလဲ ghair munsarif ဖြစ်မယ်အဲ့တော့ရှေ့မှာဘာပြောလဲဆိုတော့ فجميع الكلمات السابقة အဲ့တော့အပေါ်မှာကျွန်တော်တို့အခုပြောခဲ့တဲ့စလုံးတွေအားလုံးဒီ بأنواعها المختلفة နော် ممنوعة من الصرف ممنوعة من الصرف ဆိုတာ غير منصرف غير منصرف ရဲ့အမျိုးအစားပေါင်းများစွာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အပေါ်မှာစကားလုံးတွေအများကြီးပြောခဲ့တယ်အဲ့ဒီစကားလုံးတွေ غير منصرف ရဲ့စလုံးတွေအားလုံးဒီတဲ့နော် وهي انتهاؤها بالالف الثانية المكسورة အဲ့တော့အမျိုးအစားအားလုံးဆိုတာကဟိုကျွန်တော်တို့စတင်တဲ့နေရာစပြီးဟာကိုပြောတာမဟုတ်ဒီအလစ်ဖ်မက်ဆူရာအကြောင်းပေါ့အလစ်ဖ်မက်ဆူရာမှာကျွန်တော်ခုနပြောတယ် ismi zat ရှိတယ် ma'rifa ရှိတယ် nakira ရှိတယ် sifat ရှိတယ်နော်ဂျမမုကဆာရှိတယ်နော်အဲ့တော့ wahia အဲ့ဒီအပေါ်မှာဒီ ghair munsarif ရဲ့အမျိုးအစားတွေပေါ့တဘောကအလစ်ဖ်မက်ဆူရာထဲမှာပဲ ghair munsarif ရဲ့အမျိုးအစားတွေအားလုံး
وهي انتهاؤها بالالف التانيث المكسوره အဲ့တော့ဒီသူ့ကဘာနဲ့ဆုံးလဲဆိုတော့ alif maksura နဲ့ဆုံးနော်အဲ့ဒီ alif maksura နဲ့ဆုံးတဲ့ဒီဂျမဒီဗာလေဒီ alif maksura နဲ့ဆုံးတဲ့ဒီ muannas ပေါ့နော်ဒီ muannas ရဲ့ဒီ ism တွေပေါ့အခုနကျွန်တော်ပြောခဲ့တဲ့ဟာတွေအားလုံးဒီ وقد سدت هذه العلة مسد علتين ဒီ illat ဒီ illat ဆိုတာဒီ alif maksura ဆိုတဲ့ဒီ illat ဒီ illat နှစ်ခုနဲ့ညီမျှတယ်နော်ဒီ illat ဒီ alif maksura ဆိုတဲ့ illat ဒီတစ်ခုပဲအဲ့တစ်ခုတည်းကပဲနော် sabab နှစ်ခုနဲ့ညီမျှတဲ့အတွက်ကြောင့်သူက ghair munsarif ဖြစ်တယ်နော်အဲ့တော့သူက ghair munsarif ဘာဖြစ်လို့ဖြစ်ရလဲ illat ကတစ်ခုတည်းရှိပြီးတော့ဘာဖြစ်လို့သူက ghair munsarif ဖြစ်ရလဲဆိုအကြောင်းရင်းပြောတယ် al illatul ula သူက sabab တစ်ခုတည်းရှိပြီးတော့ ghair munsarif ဖြစ်ရတဲ့အကြောင်းရင်းနံပါတ်1က musharakatuha lit-ta'i နော်နံပါတ်1ကတော့ဗာလဲဆိုတော့သူ့မှာ ta'i ta'nis ပါတယ် fi dalalati ala ta'nis ta'nis ပေါ်မှာ dalalat လုပ်တဲ့ ta ပါတယ်တဲ့နော်သဘောကဗာလဲဆိုတော့ muannas ရဲ့သင်္ကေတပါတယ်အဲ့ဒီ alif maksura ဒီအဲ့ဒါ muannas ရဲ့သင်္ကေတဝဆာနီယာဒုတိယအချက်ကဗာလဲ لأن الألف لازمة ဒီမှာပါတဲ့ဒီ alif maksura မှာပါတဲ့ကျွန်တော်တို့ alif ပေါ့နော်ဟိုမှာ hubala ဆိုရင်ဆွဲလို့ရှိရင်နောက်ဆုံးကဘာနဲ့ဆုံးလဲဆိုတော့ alif နဲ့ဆုံးတယ်အဲ့ဒီ alif ကတဲ့ lazima တွင် luzumi ta'nis ဖြစ်တယ် luzumi ta'nis ဖြစ်တယ်တဘောကသူဟာ ta'nis ရဲ့နော် ta'nis ကို lazim ဖြစ်စေတဲ့အရာဖြစ်တယ်တဘောက alif maksura မှာအဲ့ဒီ alif ကြောင့်ပဲသူကဘာဖြစ်သွားတာလဲ muannas ဖြစ်သွားတာလာtatagayyaru နောက်တစ်ခုကဘာလဲဆိုတော့အဲ့ဒီ alif က luzumi ta'nis ဆိုတာကဒီ alif လာပြီဆိုရင်ဘယ်ရှိရဘယ်အာမင်ဘယ်လာလာဘလို့မှမပြောင်းလဲတော့ဒါကိုပဲပြောတယ်လာtatagayyaru min akhir al-kalima အဲ့ဒီ luzumi ta'nis လာပြီဆိုရင်သူ့ရဲ့နောက်ဆုံးအခရာကနေပြီးတော့မပြောင်းတော့ဘူးဆိုတော့ပုံတည်ဖြစ်သွားတယ် فهي تصوير مع الاسم အဲ့တော့ဒီ alif ကသူဟာတဲ့ ism နဲ့အတူတူပါဝင်သွားတာပေါ့ ism ထဲမှာသူကရောပါသွားတဲ့အခါကျတော့သူဥပမာအပြင်ကျွန်တော်ပြပါပေးမယ်နော်ဒီ hubala ရဲ့သူ့ရဲ့မူရင်းအခရာက habalun ဖြစ်တယ် alif မပါနော်ဒါပေမဲ့ alif တွဲလိုက်တဲ့အခါကျတော့အဲ့ဒီ alif ကဒီ habalun ဆိုတဲ့စာလုံးထဲကစာလုံးတစ်လုံးဖြစ်သွားပြီ fahiya ဒီ alif ဒီ taswiru ma'al ism ism နဲ့အတူတူဖြစ်သွားတော့ဘယ်လိုဖြစ်သွားလဲဆိုတော့ကဘာအစီဟိုရူဖီဒီ ism ရဲ့ ism စာလုံးတွေကစာလုံးတစ်လုံးကဲ့သို့ ism ရဲ့စာလုံးတွေကစာလုံးတစ်လုံးကဲ့သို့ဖြစ်သွားပြီနော်အဲ့ဒါကြောင့်ဒီကြည့်ဘာဖြစ်တာမလဲဒီစမီးလာတော့ wifi auto chain တော့ကျသွားဟုတ်ပြီအဲ့တော့ဒီအချက်နှစ်ချက်ကြောင့်သူကဘာလဲဆိုတော့ ghair munsarif ရဲ့ sabab ဖြစ်တယ်နော်နံပါတ်1ကတော့ ta'i ta'nis ကြောင့်နံပါတ်2ကဒီ luzumi ta'nis ကိုဖြစ်တဲ့ဒီ alif ကြောင့်ပေါ့နော် bainama ta'u အဲ့တော့ဒီ ta ဆိုတဲ့စလုံးတစ်လုံးနဲ့သဘောက goal ta အဝိုင်းပေါ့နော် alif maksura မဟုတ်ဘဲနဲ့ကျွန်တော်တို့စလုံးရဲ့နောက်ဆုံးမှာဒီ muannas ရဲ့သင်္ကေတဖြစ်တဲ့ဒီ ta လေးတစ်ခုပါနေခြင်းကတဲ့လာတကူအဲ့ဒီ ta ဆိုတဲ့စလုံးကလာတကူလို့လာဟာ tilkal miza miza တို့ရဲ့အဲ့ဒီ fazilat ဒီထွတ်မြတ်မှုဒီအရေးအချင်းပေါ့ဒီ ta တစ်လုံးနဲ့ရှိနေခြင်းကဒီ alif maksura မှာရှိတဲ့ဒီအင်အားပေါ့နော်ဒီအင်အားဒီထွတ်မြတ်မှုသူ့ကမရဒီ ta အဝိုင်းရမရဘူးသဘောက alif maksura ဒီဗာလဲ sabab နှစ်ခုနဲ့ညီမျှတယ်အဲ့ sabab နှစ်ခုနဲ့ညီမျှတယ်ဆိုတော့ဒီအရေးချင်းကဒီ goal ta လို့ခေါ်တဲ့ ta အဝိုင်းကအဲ့ဒီအရေးချင်းမရရှိနိုင်အဲ့တော့ la takunu laha tilkal miza ရဲ့အဲ့ဒီက fazilat ဒီ fawqiyat ပေါ့နော်ဒီအင်အားဒီအားကဒီ sabab နှစ်ခုနဲ့ညီမျှတဲ့အားက goal ta တစ်ခုတည်းကမရရှိနိုင်နော်ဒါပြီးသွားပြီ
အဲ့တော့ဒီကနေဘာသိရလဲဆိုတော့အလစ်ဖေမက်ဆူရာဒီအလစ်ဖေမက်ဆူရာပါခြင်းဒီအလစ်ဖေမက်ဆူရာပါခြင်းဒီသူကခိုင်မွန်ဆိုရင်ဘာဖြစ်လဲဆိုတော့စဘတ်ဖြစ်တယ်နော်ရှေ့မှာဘာပြောလဲဆိုတော့နောက်တစ်ခုကဟိုအလစ်ဖေမမ်ဒူဒါအကြောင်းပြောနော်အလစ်ဖေမက်ဆူရာပြီးသွားပြီးတဲ့နောက်ပိုင်းမှာအလစ်ဖေမမ်ဒူဒါအလစ်ဖေမမ်ဒူဒါကဘာလဲဆိုတော့ကျွန်တော်တို့ဟိုနောက်ဆုံးမှာမတ်ပါတာပေါ့နော်ဥပမာအဖြစ်ဆဟရာဥဘိုင်ဒါဥအစရှိတဲ့စကားနဲ့ဟမ်ရာဥနော်အဲ့ဒါအလ်အစ္စမူအစ္စမ်အစ္စမ်ဖြစ်ရင်ဖြစ်ဒါမှမဟုတ်ရင်အဆွိဖတ်လ်မွန်တဟီယာဒါမှမဟုတ်ရင်ဆွိဖတ်ပေါ့နော်အစ္စမ်ပဲဖြစ်ဖြစ်ဆွိဖတ်ပဲဖြစ်ဖြစ်ဆွိဖတ်ဆိုတာလည်းအစ္စမ်ပါပဲတဘောကအစ္စမ်ဆိုတာအစ္စမီဇတ်ပေါ့နော်ဆွိဖတ်ဆိုတာဆွိဖတ်အလ်မွန်တဟီယာဘီအလစ်التاء ممدودة အဲ့တော့ဒီ ism တို့မဟုတ် sifat ကသူကအလစ်ဖီမမ်ဒူဒါနဲ့ဆုံးတယ်အလစ်ဖီမမ်ဒူဒါရဲ့တာနီစ်နဲ့ဆုံးတယ်ဆိုရင်လည်းပဲဒီ sabab တစ်ခုတည်းရပဲကျွန်တော်တို့ sabab နှစ်ခုနဲ့ညီမျှတယ်နော် sabab တစ်ခုတည်းရပဲ sabab နှစ်ခုနဲ့ညီမျှတယ် ويستوي في ذلك الأسماء النكرة အဲ့တော့အလစ်ဖီမမ်ဒူဒါကနော်ခိုင်မွန်ဆိုရဖြစ် sabab ဖြစ်ဖို့အတွက်ကဒီ ism တွေကတဲ့သူကခုနကျွန်တော်အပေါ်မှာပြောခဲ့တယ်လို့ပဲနဂီရာပဲဖြစ်ဖြစ်မာရီဖာပဲဖြစ်ဖြစ်ဒါမှမဟုတ်လို့ရှိရင်သူကဂျမာပဲဖြစ်ဖြစ်နော်ဒါမှမဟုတ်လို့ရှိရင်ဒါမှမဟုတ်လို့ရှိရင်သူက sifat wahid ပေါ့မူအန်နတ် sifat wahid ပဲဖြစ်ဖြစ်ခိုင်မွန်ဆိုရဖြစ် sabab ဖြစ်နော်အဲ့တော့ ويستوي في ذلك الأسماء النكرة နော်ဒီ ism တွေဟာအားလုံးအတူတူပဲနဂီရာပဲဖြစ်ဖြစ်နော်ဒီနေရာမှာနဂီရာဖြစ်လည်းရတယ်မစ္စလို့ပမာအဖြစ်ဆွဟရာဆိုတာတောကိုပြောတာပေါ့နော်အဲ့တော့တောဆိုတော့တောတိုင်းကိုဆွဟရာပြောလို့ရတယ်ဒါနဂီရာဖြစ်တယ်နကူလို့ကျွန်တော်တို့ပြောမယ်မာရရတူဖြစ်ကိုဘယ်လိုဖတ်မလဲဘီဆွဟရာအာလို့ဖတ်နော်ဘာဖြစ်လို့လဲဂိုင်မွန်ဆိုရဖြစ်တဲ့အတွက်ကြောင့်သူ့မှာဂိုင်မွန်ဆိုရဖြစ် sabab ကအဲ့ဒီအလစ်ဖီမမ်ဒူဒါတစ်ခုပဲရှိတယ်နော်အောက်ဒါမှမဟုတ်ရင်အလ်အစမာအလ်မာရီဖာဒါမှမဟုတ်ရင်မာရီဖာဖြစ်တဲ့ ism တွေပေါ့နော်မာရီဖာ ism တွေကလည်းပဲမာရီဖာဖြစ်ရင်လည်းပဲရတယ်မစ္စလို့ပမာဖြစ်ဇက်ကရီယာဥနော်ဇက်ကရီယာဒါကျွန်တော်ဟိုနဗီဒမန်တို့အကြောင်းနေမှာလည်းပဲကျွန်တော်ပြောခဲ့ပြီးသွားပြီနကူလို့ကျွန်တော်ပြောမယ်ဆလမ်တူအလာဇက်ကရီယာအဆလမ်တူအလာဇက်ကရီယာအလို့ပြောမယ်နော်ဒါပေမဲ့ကုရ်အာန်ထဲမှာတော့တမန်တော်ဇကရီယာအလိုင်ဆလာမ်မှာတော့ဟမ်ဇာမပါဘူးနော်ဝဇကရီယာဝယဟယာဝအီဆာဝအီလျာစ်ဇကရီယာအို့ဆိုပြီးတော့ကုရ်အာန်ထဲမှာတော့ဘယ်နေရာမှာမလာဘူးဒါပေမဲ့ဒီလိုမျိုးဇကရီယာဆိုပြီးတော့လေထားမယ်ဆိုရင်ထားလို့ရတယ်နော်အဲ့တော့ဇကရီယာအလို့ထားနော်ဒါအဲ့ဆိုလူနာမည်ထားလိုက်ရင်နော်ဒါမာရီဖာဖြစ်သွားနော်နံပါတ်3ကအဝိလ်အစ်أو الاسم المجموع اسم مجموع ဆိုဂျမားဖြစ်မယ်နော်ဂျမားဖြစ်မယ်ပမာအဖြစ်ရှူအာရာနော်ကျွန်တော်တို့ဒီရှာအီရရဲ့ဂျမားရှူအာရာကဗျာဆရာများနော် أصدقاء صديق ရဲ့ဂျမား أصدقاء နော်ဒါဂျမား مثل ပမာအဖြစ်ကျွန်တော်ပြောမယ် استمعت إلى شعراء استمعت إلى شعراءလို့ထားမယ်နော်ဆိုရင်ကောင်းမယ်ဒါမှမဟုတ်ရင်နောက်ဆုံးတစ်ခုကအဝိလ်ဝတ်ဖ်မဖရတ်ဆွေဖတ်ဖြစ်မယ်ဝါဟစ်ဖြစ်ဆွေဖတ်ဖြစ်မယ်ဝါဟစ်ဖြစ်မယ်အဲ့ဒါဆိုရင်လည်းပဲအခုနအပေါ်မှာပြောခဲ့တဲ့နဂီရာကဟိုဆွဟရာဟိုကဆွဟရာဟိုဒါအဲ့ဒါနဂီရာဒီမှာပါလဲဆိုတော့ဝတ်ဖ်ဖြစ်တယ်ဆွေဖတ်ဖြစ်တယ်ဆွေဖတ်ဖြစ်မယ်နောက်တစ်ခုကဝါဟစ်ဖြစ်မယ်မစ္စလို့ဟမ်ရာနော်ဘိုင်ဒိုအဲ့
အဲ့တော့ hamra'u တို့ bayda'u တို့ကဒါပါလဲဆိုတော့ wahid muannas ဖြစ်တယ်နော်သူကအမျိုးသမီးတွေ muannas တွေရဲ့sifat ဖြစ်တယ်နော်ဘာမှအဖြစ်အမျိုးသမီးကသူ့ရဲ့အသားရောင်ကနော်ဟိုအနီရောင်ဆိုရင် hamra'u ဖြစ်မယ်ဖြူရောင်ဆိုလို့ရှိရင် bayda'u လို့ပြောမယ်အဲ့တော့နော်အဲ့လိုပေါ့အဲ့တော့ပြောချင်တာကဒီအလစ်ဖေမမ်ဒူဒါဒီကျွန်တော်ခုနပြောခဲ့သလိုနဂရာပဲဖြစ်ဖြစ်အစ္စမေမာရီဘာပဲဖြစ်ဖြစ်ဂျမာပဲဖြစ်ဖြစ်ဆီဖတ်ဝါဟစ်ပဲဖြစ်ဖြစ်သူကဂိုင်းမစရဖြစ်မယ်နော်ရှေ့မှာပြောတယ်အလစ်ဖေမမ်ဒူဒါကတဲ့ဘာလဲဂိုင်းမစရရဲ့စဘတ်ဖြစ်ဖို့အတွက်ကတဲ့စီကံချက်ရှိအဲ့ဒါကဘာလဲဆိုတော့သူကအလစ်ဖေမမ်ဒူဒါပြန်ပြောမယ်နော်ဆရာလေးနာအလစ်ဖေမမ်ဒူဒါကဂိုင်းမွန်ဆရစ်ရဲ့စဘတ်ဖြစ်ဖို့အတွက်စီကံချက်ရှိတယ်။အဲ့ဒီစီကံချက်နဲ့ကိုက်ညီမှသာလင်အလစ်ဖေမမ်ဒူဒါဒီကျွန်တော်တို့ဘာဖြစ်မလဲဆိုတော့ဂိုင်းမွန်ဆရစ်ရဲ့စဘတ်ဖြစ်အဲ့ဒါကဘာလဲဆိုတော့အလစ်ဖေမမ်ဒူဒါဒီသူကအနည်းဆုံး၄လုံးရှိရအနည်းဆုံး၄လုံးရှိရမယ်၄လုံးတဲ့နည်းတယ်ဆိုလို့ရှိရင်သူကဂိုင်းမွန်ဆရစ်မဖြစ်တော့ဘူးအလစ်ဖေမမ်ဒူဒါပါတိုင်းလဲမျက်စိစုံမိတ်ပြီးတော့ဒါဟာဂိုင်းမွန်ဆိုတဲ့သူပြောလို့မရသေးဘူးအလစ်ဖေမမ်ဒူဒါလည်းပါရမယ်သူကစလုံးကအနည်းဆုံး၄လုံးရှိရ၄လုံးသမုတ်၄လုံးတဲ့များရနော်အကယ်၍စလုံးက၃လုံးပဲရှိတယ်ဆိုရင်နော်သူကဒီဂိုင်းမွန်ဆိုတဲ့မဖြစ်တော့ဘူးလေويشترط في ألف التانيث الممدودة နော်ဒီတာနီစီမမ်ဒူဒါရဲ့အလစ်မှာတဲ့ဟိုင်မွန်စရစ်ဖြစ်ဖို့အတွက်စီကံချက်ကဘာလဲဆိုတော့ကိုင်ယမ်နာအလ်အစ္စမဘီဆဘဘီဟာမင်အဆရဖ်နော်ဘီဆဘဘီဟာဆိုတာကဒီသမီးကအလစ်မမ်ဒူဒါဘက်ကိုလဲအလစ်မမ်ဒူဒါရဲ့ဆဘဘ်ကြောင့်အစ္စမ်ကနော်ဒီမွန်စရဂိုင်မွန်စရစ်ဖြစ်တယ်ပေါ့နော်အလစ်မမ်ဒူဒါကြောင့်အစ္စမ်ကဂိုင်မွန်စရစ်ဖြစ်တယ်ဖြစ်ဖို့ရန်အတွက်ကစီကံချက်ကဘာလဲဆိုတော့အန်တကူနာရာဘီအတန်ဖအက်ဆာအဲ့ဒီအစ္စမ်က၄လုံးရှိရမယ်ဒါမှမဟုတ်ရင်သူက၄လုံးတက်ကိုကြော်ရမယ်ဖီဘီနာအီကလီမာနော်ဒီစလုံးကပေါ့နော်စလုံးက၄လုံးသို့မဟုတ်သူကဒီပြောချင်တာကဒီကျွန်တော်တို့အလစ်မတ်ဖြစ်နေတဲ့နေရာက၄လုံးကိုကြော်နေ၃လုံးကိုကြော်နေရမယ်နော်၃လုံးကိုကြော်နေပြီးတော့၄လုံးနေရာကိုရောက်နေရမယ်ဒါမှမဟုတ်၄လုံးတဲ့ကြော်ရအဲ့လိုမဟုတ်ဘဲနဲ့သူကဘာလဲဆိုတော့ဒီမူရင်းကိုဖယ်လိုက်ရင်ကျွန်တော်တို့မူရင်းကိုဖယ်လိုက်လို့ရှိရင်မူရင်းမှာကသူက၃လုံးပဲရှိတယ်ဆိုရင်တော့အဲ့ဒါဆိုရင်တော့ဘာဖြစ်တော့မလဲအဲ့ဒါဆိုရင်ဂိုင်းမွန်စရစ်မဖြစ်တော့နော်အဲ့တော့ပမာအဖြစ်ခဒရာအိုရှိခဒရာအိုဆိုရင်ဟမ်ဇာကဘယ်နေရာရောက်နေလဲဆိုရင်ဒါနံပါတ်5နေရာရောက်နော်ခဒရာအိုမှာဟမ်ဇာကနံပါတ်5နေရာမှာရှိတယ်ထိုနည်း၎င်းပဲဘိုင်ဒါအိုမှာလည်းပဲဟမ်ဇာကနံပါတ်5နေရာမှာရှိတယ်ထိုနည်း၎င်းပဲဟောက်ဂျာအိုမှာလည်းဟမ်ဇာကနံပါတ်5နေရာမှာရှိတယ်ရှေ့မှာနောက်တစ်ခု فإن كانت ثالثة အကယ်၍တဲ့စလုံးက3လုံးပဲရှိတယ်နော် فلا تمنع معها الكلمة من الصرف အဲ့ဒါဆိုရင်တဲ့ဒီအလစ်ဖေမမ်ဒူမအဟာမှာရှိတဲ့ဇမီကဒီတာနီဖ်မမ်ဒူဒါဘက်ကိုလဲတာအဲ့တော့ကျွန်တော်ကတော့အဲ့ဒါကိုအလွယ်အလစ်ဖေမမ်ဒူဒါလို့ခေါ်လိုက်တာပေါ့နော်အကယ်၍စလုံးက3လုံးပဲရှိတယ်ဆိုရင်ဒီအလစ်ဖေမမ်ဒူဒါကအလစ်ဖေမမ်ဒူဒါပါတဲ့ကလီမာကဂိုင်းမွန်ဆရစ်မဖြစ်တော့ဘူးတဲ့နော်အဲ့တော့ဒါကကျွန်တော်တို့ဖတ်ခဲ့တဲ့စာအုပ်တော်တော်များများမှာမပါနော်ဥပမာအပြင်ဟာဝါအိုနော်ယတ်တဘီအလ်ဟာဝါကုရ်အာန်ထဲမှာလည်းလာတယ်ဟာဝါဒီမှာဒါအလစ်ဖ်မမ်ဒူဒါဖြစ်တယ်ဒါပေမဲ့ဟမ်ဇာကိုနှုတ်လိုက်ရင်စလုံးက3လုံးပဲကျန်နော်ဟမ်ဇာကိုနှုတ်လိုက်ရင်ကျွန်တော်တို့ဗာလဲအလစ်ကစလုံးက3လုံးပဲကျန်တော့တယ်ထိုနည်း၎င်းပဲဆာမာအွန်ရှိတယ်နော်ဆာမာအွန်မှာလည်းပဲဟမ်ဇာကိုနှုတ်လိုက်ရင်စလုံးက3လုံးပဲကျန်
ထုံးနည်း၎င်းပဲဒူအာအွန်ဒီမှာလည်းပဲဟမ်ဇာကိုနှုတ်လိုက်ရင်စလုံးဟာသုံးလုံးပဲကျန်တယ်အဲ့ဒီတိုင်းပဲရဂျာအွန်မဝါအွန်အဝါအွန်အစရှိတာဒီစလုံးတွေအားလုံးမှာကြည့်လိုက်ဟမ်ဇာပြုတ်ရင်ဟမ်ဇာကြောင့်ပဲဆွဲတာလေဟုတ်တယ်မလားဟမ်ဇာပြုတ်ရင်ဆွဲစရာလည်းအကြောင်းမရှိတော့အဲ့တော့ဟမ်ဇာပြုတ်ရင်စလုံးကဘယ်လောက်ပဲကျန်လဲသုံးလုံးပဲကျန်တယ်ဆိုရင်ဂိုင်မွန်ဆရစ်မဖြစ်တော့နော်အဲ့ဒါကြောင့်လို့ဒီစလုံးတွေဟာဂိုင်မွန်ဆရစ်ရဲ့ဒီဘောမှာပေါ်ပြခဲ့တဲ့စီကံချက်နဲ့မကိုက်ညီတဲ့အတွက်ကြောင့်သူဟာဂိုင်မွန်ဆရစ်မဖြစ်တော့နော်ရှင်းပါအမ္မာကလီမတူအရှယာအခြားအဲ့ဒါမပြောခင်ကျွန်တော်စကားလေးတစ်ခုနော်အခုနကျွန်တော်တို့ဟိုအလစ်ဖေမက်ဆူရာဖတ်ခဲ့တယ်နော်အလစ်ဖေမက်ဆူရာဖတ်ခဲ့တယ်အဲ့ဒီအလစ်ဖေမက်ဆူရာမှာလည်းပဲကျွန်တော်တို့ဒီစာအုပ်ထဲမှာမပါတဲ့အားလေးတစ်ခုကျွန်တော်ပြောချင်တယ်အလစ်ဖေမက်ဆူရာမှာလည်းပဲကျွန်တော်တို့ဒီဟိုဘာလဲဆိုတော့နော်အလစ်ဖေမက်ဆူရာကျွန်တော်တို့ဥမာအဖြစ်အခုနကျွန်တော်တို့အပေါ်မှာပါတွေဖတ်ခဲ့တယ်ခိုဘလာတို့နော်အဲ့တော့ဟိုဘလာဖတ်ခဲ့တယ်နောက်တစ်ခုကလိုက်လာအစရှိတာတွေမှာကျွန်တော်ဖတ်ခဲ့တယ်အဲ့ဒါမျိုးပဲကျွန်တော်တို့ဗာလဲဆိုတော့နော်ဟူဒန်ဆိုတာရှိတယ်နော်ဟူဒန်ရီဘန်ဟဝန်နော်အူလာအီကာအလာဟူဒန်မင်ရဘီဟင်နော်နောက်တစ်ခုကရီဘန်လီယရဘူဖီအမဝါလင်နတ်ဖလာယရဘူအင်ဒအလ္လာဟ်ကျွန်တော်မြန်ကုရ်အာန်ထဲမှာလာနောက်တစ်ခုကဟဝန်နော်အဲ့တော့ဒီစလုံးတွေပေါ့ဒီဟူဒန်ကိုရက်လိုက်ရင်ဟူဒရီဘန်ကိုရက်လိုက်ရင်ရီဘဟဝန်ကိုရက်လိုက်ရင်ဟဝနော်အဲ့တော့ဒီစလုံးတွေလည်းပဲကျွန်တော်ပြောချင်တာကဒီစလုံးတွေလည်းပဲအလစ်ဖေမက်ဆူရာပဲဘာဖြစ်လို့သူကဂိုင်မွန်ဆိုတဲ့မဖြစ်တာနော်ဟူဒန်ရီဘန်ဟဝန်ဒါတွေကလည်းအလစ်ဖေမက်ဆူရာပဲလို့ဘာဖြစ်လို့ဂိုင်မွန်ဆိုတဲ့မဖြစ်တာဒါတွေကမွန်ဆိုတဲ့ဖြစ်နေနော်အဲ့တော့ကျွန်တော်တို့မှတ်ထားမှာပါလေဆိုတော့အလစ်ဖေမက်ဆူရာဖြစ်တိုင်းဂိုင်မွန်ဆိုတဲ့မဖြစ်ဘူးအလစ်ဖေမက်ဆူရာဖြစ်ပြီးဂိုင်မွန်ဆိုတဲ့ဖြစ်ဖို့စီကံချက်ကပါလေအဲ့ဒီအလစ်ဖေမက်ဆူရာကမွန်နတ်အတွက်ဖြစ်ရမယ်တဘောအလစ်ဖေမက်ဆူရာလည်းဖြစ်ရမယ်စလုံးကမွန်နတ်လည်းဖြစ်ရအခုကျွန်တော်ဖတ်ခဲ့တဲ့စလုံးတွေဟူဒန်ရီဘန်ဟဝမ်ဆိုတဲ့ဒီစလုံးသုံးလုံးဒီအလစ်ဘုံနဲ့ရက်လိုက်ရင်နော်ဟူဒန်နော်ရီဘဟဝါအလစ်ဖေမက်ဆူရာဖြစ်တာတော့မှန်တယ်ဒါပေမဲ့သူကမုဇ္ဇကာတွေဖြစ်တယ်မွန်နတ်မဖြစ်အဲ့တော့ဟိုမှာခိုင်မွန်ဆိုတဲ့ဖြစ်စပတ်ဖြစ်ဖို့အတွက်စီကံချက်ကပါလေအဲ့ဒီအလစ်ဖေမက်ဆူရာကမွန်နတ်အတွက်ဖြစ်ရမယ်ဒီအလစ်ဖေမက်ဆူရာတွေကမွန်နတ်အတွက်မဟုတ်ဘူးအဲ့ဒီအတွက်ကြောင့်သူဒီဂိုင်မဆိုတဲ့ပြစပတ်မဖြစ်တော့ဘူးရမယ်နော်အလ္လာဟ်ဒီရတယ်ဆရာအဲ့တော့အရှိမှာပါလေပဲရောက်တော့ဝအမ္မာကလီမတူဝအမ္မာကလီမတူအရှယာရှိုင်အွန်ရဲ့ဂျမာပေါ့နော်ရှိုင်အွန်ရဲ့ဂျမာအရှယာအွန်အဲ့တော့ဒီရှိုင်အွန်နဲ့ပတ်သက်ပြီးတော့ရှိုင်အွန်နဲ့ပတ်သက်ပြီးတော့ဒီမှာဗာပြောလဲဆိုတော့အမ္မာကလီမတူအရှယာဆိုတဲ့စလုံးဒီတဲ့သူက فجاءت ممنوعة من الصرف ممنوعة من الصرف ဂိုင်မွန်ဆရစ်ဖြစ်တယ်နော်အရှယာဆိုတဲ့စလုံးဒီဂိုင်မွန်ဆရစ်ဖြစ်တယ်အလာဂိုင်ရီကီယာစ်ခီလာဖီကီယာစ်ဖြစ်တယ်တဲ့နော်စာရည်လည်းအရေးကြောင်းဆိုရှာမတွေ့တော့အဲ့တော့အဲ့ဒီခီလာဖီကီယာစ်အကြောင်းကိုကျွန်တော်ခဏလေးပြီးမှပြန်ပြောမယ်နော်ဒီနေရာမှာခဏလေးထားတယ်
အဲ့တော့ဒီဘာလဲအခုနကျွန်တော်ပြောတယ်ဒီဘာလဲအရှရဆိုတဲ့စလုံးဒီခိုင်မွန်စရစ်ဖြစ်တယ်ဘာဖြစ်လို့လဲဆိုတော့ तू ခိလာဖီကီယာစ်ပဲ तू ဘယ်ရလာတာလဲဆိုတော့ရှိုင်းအွန်ကလာရှိုင်းအွန်ရဲ့ तू ဟိုပါပေါ့ကျွန်တော်တို့ဂျမပေါ့နော်ဂျမမုကတ်ဆာပေါ့ရှိုင်းအွန်ရဲ့ဂျမမုကတ်ဆာဖြစ်တဲ့အတွက်ကြောင့် तू ဒါပေမဲ့ဒီမှာအလာဂိုင်ရီခီလာဖ်အလာဂိုင်ရီကီယာစ်ကိုပြောတယ်ခိလာဖီကီယာစ်ပေါ့နော်ဥပဒေနဲ့ဆန့်ကျင်ပြီးတော့ तू ခိုင်မွန်စရစ်ဖြစ်တယ်လို့ပြောတယ် في قوله تعالى ဥပမာအဖြစ်ကျမ်းတော်မြတ်ကုရ်အာန်မှာအလ္လာဟ်ကမိန့်တယ်ဒါခုနပါရာမှာ يا أيها الذين آمنوا لا تسألوا عن أشياء إن تبد لكم နော်အဲ့ဒီမှာ عن أشياء عن أشياء နော်အဲ့တော့ عن أشياء ဒီဂိုင်းမွန်စရစ်ဖြစ်တယ်နော်ရှိုင်းအွန်ရဲ့ဂျမာဒါဂျမာမွန်တဟ်ဂျူမူဖြစ်တယ်သူ့ကိုအဲ့ဒါကြောင့်လို့သူ့ကိုတန်ဝင်နဲ့လည်းဖတ်လို့မရသလိုဇေနဲ့လည်းဖတ်လို့မရဘူးနော်အဲ့ဒါအချက် तू အခုကျွန်တော်ပြောချင်တာကအလာဂိုင်ရီကီယာဆိုတာအဲ့ခိလာဖီကီယာဆိုတာဘာပြောတာတကယ်တမ်းဆိုရင် तू ရှိုင်းအွန်ကအရှယာကဒါဂိုင်မွန်စရစ်ဖြစ်တာကဒါလက်ခံလို့ရဘာဖြစ်လို့လဲဆိုတော့ तू ကျွန်တော်တို့ဒါဟိုဂျမမုကတ်ဆာဖြစ်တယ်ပေါ့နော်ဂျမမုကတ်ဆာဖြစ်တယ်အလီဖီမမ်ဒူဒါဖြစ်တယ်ဒါပေမဲ့အလီဖီမမ်ဒူဒါဖြစ်ပြီးနောက်ပြဿနာတစ်ခုကဘာလဲဆိုတော့ तू ကဒါအလီဖီမမ်ဒူဒါကဒါမူအန်နတ်ရဲ့အလီဖီမမ်ဒူဒါမဟုတ်အဲ့တော့ဒီကျမ်းရှင်ပြောတဲ့အလာဂိုင်ရီကီယာဆိုတာက तू ကဘာပြောတာလဲဆိုဒီဂျမကူက तू ကကီယာစ်နဲ့ဆန့်ကျင်အဲ့တော့ကျွန်တော်အဲ့ဒီအကြောင်းလေးနည်းနည်းလေးပြောမယ်နော်तू ကရှိုင်းအွန်လာတယ်ရှိုင်းအွန်ဆိုရင်ကျွန်တော်တို့သူ့ရဲ့ဂျမကနော်ဖာလာဦးရဲ့ဝဇန်ပေါ်မှာလာတယ်သူ့ရဲ့ဂျမကဖာလာဦးရဲ့ဝဇန်ပေါ်မှာလာတယ်အဲ့တော့ဖာလာဦးရဲ့ဝဇန်ပေါ်မှာလာရင်ရှိုင်းအာဦးလို့လာရမယ်နော်ရှိုင်းအွန်သူ့ရဲ့ဂျမကဖာလာအွန်ကျွန်တော်တို့ဖေးလွန်ရှိတယ်ဖေးလွန်ကနေပြီးတော့ဖာလာဦးဖြစ်ရင်ရှိုင်းအွန်ကနေပြီးတော့လေရှိုင်းအာဦးလို့ပဲဖြစ်ရမှာလေအရှီယာအွန်ဆိုတဲ့ဒီအလစ်ကဘယ်ကပို့လာနော်အဲ့ဒီအလစ်ကအမှန်တကယ်ကတော့ तू မပါရဘူးသူ့ရဲ့ဂျမကဘယ်လိုဖြစ်ရမှာလဲဆိုတော့ရှိုင်းအာဦးဖြစ်ရအဲ့တော့နောက်ဆုံးမှာအလစ်ဖီမမ်ဒူဒါနဲ့ပေါ့နော်ဟမ်ဇာနှလုံးနဲ့လာဒါပေမဲ့ तू ကအတုံးများတယ်လေရှိုင်းအာဦးအတုံးများတဲ့အတွက်ကြောင့်သူ့ကိုအဖ်အာလွန်ရဲ့ဝဇန်ပေါ်မှာပြန်ပြောင်းလိုက်အဲ့တော့အဖ်အာလွန်ရဲ့ဝဇန်ပေါ်မှာပြန်ပြောင်းပြီးတော့ဘယ်လိုဖတ်လိုက်လဲဆိုတော့အရှီယာဦးလို့ဖတ်တယ်အဲ့ဒါကြောင့်ကုရ်အာန်ကပြောတယ်လာတက်အလူအန်အရှီယာနော်အဲ့ဒါကြောင့်သူဟာဘာဖြစ်လဲဆိုတော့ဂိုင်မွန်ဆရစ်ဖြစ်တယ်အလ္လာဟူအက္ဘာအခြားဒါပြီးသွားပြီနော်ဒါအလစ်ဖီမမ်ဒူဒါအကြောင်းကျွန်တော်တို့ဒီမှာစုံသွားပြီအဲ့တော့ကျွန်တော်အခုဒီနေ့တင်လိုက်တဲ့သင်ခန်းစာမှာအလစ်ဖီမက်ဆူရာအကြောင်းလည်းပါတယ်အလစ်ဖီမမ်ဒူဒါအကြောင်းလည်းပါနော်အလစ်ဖီအဲ့တော့အဲ့ဒါကိုကျွန်တော်တို့အခုကျွန်တော်ပို့လိုက်တဲ့စာမျက်နှာနဲ့တစ်ချက်လောက်ပြန်ပြီးတော့တိုက်ကြည့်လိုက်ပေါ့နော်နံပါတ်1ကတော့အလစ်ဖီမက်ဆူရာဆလမာကူဘရာဇီကရာတကွာဇူလ်ဖာمرضى موتى سكارى نصارى فرادى كسالى ဒါအများအဖြစ်ဒါကျမ်းတော်မြတ်ကုရ်အာန်နဲ့စလုံးတွေဖြစ်တယ်ကုရ်အာန်မှာအလ္လာဟ်မိန့်တယ်အဖမန်အဆဆဘွန်ယာနဟူအလာတကွာမင်အလ္လာဟ်အဲ့တော့တကွာနော်အလစ်ဖီမက်ဆူရာဖြစ်တယ်ဒုနည်းကောင်ပဲတကွာသူကဂျာရီရဲ့အခြေအနေမှာဖြစ်တယ်အဲ့တော့သူကဂိုင်းမွန်ဆရစ်ဖြစ်တယ်နော်နောက်တစ်ခုကဘာလဲဆိုတော့ဝမဲဟွမ်ဘီဆူကာရောရဘီဆူကာရောဒီလေဒါလည်းအလစ်ဖီမက်ဆူရာဖြစ်တယ်အဲ့ဒါကြောင့်သူကလည်းဂိုင်းမွန်ဆရစ်ဖြစ်တယ်ဒါပြီးသွားပြီ
Azakuna auka hariya rojono kuna biolai de hari no udan ne riban ne hawan ne ara bio bidar na ruwa bale so alif mamduda ma صحراء صفراء حسناء حوراء عرجاء علماء فقراء شركاء أغنياء أصدقاء أولياء أنبياء شهداء تاري آلون دي اللي في ممدود على بيده أرى وما في القرآن معلمين وأنتم شهداء سورة آل عمران معلمين أرى دي شهداء دي تو اللي في ممدود على بيده نارو بالي سورة كنتم شهداء سورة بقرة مدارو جنون نبارة أصعب شيء no هو بالي كنتم أمة قبلة ترد أبونا علي سيقول السفهاء من الناس ما ولاهم عن قبلتهم التي كانوا عليها وكذلك جعلناكم أمة وسطا لتكونوا شهداء على الله وذا كنتم شهداء no لتكونوا شهداء بما كنتم شهداء هذا ألف ممدود أبجل نرجو لم يأتوا بأربعة شهداء تجدان سوينا توا بأربعة شهداء قاتوا وين يا ملام شنو بعده زيرين يا ملا زين لام تامن توا غاي مصرف شده رجعون سبعين لا no نرجو هؤلاء علماء رأيت علماء مررت بعلماء رضيت لون يا القرآن ما مبارك رجع تابا معنى به بيولا يتحبشته no الله أكبر شيء ما جنورو وا ناوسون دا غير منصرف يه دا ناوسون سبب شده جماع منتهى الجموع سودي ما ألف جماع يناو ما سلون نلون شي no جماع منتهى الجموع سودي ما ألف جماع يناو ما سلون نلون شي ما أكيد سلون غا တစ်လုံးနဲ့ရှိစလုံးက3လုံးရှိမယ်ဆိုရင်အလေစလုံးကဂျဇမ်နဲ့လာတယ်နော်စလုံးကအဲ့တော့ဂျမမွန်တယ်ဂျူမှုဆိုဒီမှာအလီဖီဂျမရဲ့နောက်မှာစလုံးနှလုံးရှိလိမ့်မယ်အကယ်၍3လုံးရှိတယ်ဆိုရင်အလေစလုံးကဂျဇမ်နဲ့လာမယ်မာကာနာအလာဆွီကဒီမွန်တဟလ်ဂျူမှုအဲ့တော့နောက်ဆုံးတစ်ခုကတော့မွန်တဟလ်ဂျူမှုရဲ့ဆွီကပေါ်မှာရှိတဲ့အရာသူ့ရဲ့ဝဇန်ကနှစ်ခုရှိတယ်မဖာအီလိုနဲ့မဖာအီလိုဝမာရှာဘာဟာဟူမာတဲ့သူနဲ့တူညီသောဝဇန်နဲ့အားလုံးဒီထဲမှာအကျုံးဝင်တယ်နော်မဖာအီလိုနဲ့မဖာအီလိုပေါ့ရဲ့ဝဇန်နဲ့တူညီတာကျွန်တော်တို့မဆာဂျီဆိုရှိတယ်မဒါရစ်ရှိတယ်နော်မဒါရစ်ရှိတယ်မဆာဂျီရှိတယ်နောက်တစ်ခုကမကာတစ်ရှိတယ်နော်မဖာအီလ်ဆိုရင်မဖာတီမဆာဘီနော်မဆာဘီဟူမဖာတီဟူوهو كل جمع تكسير هذا جمع مدل جمع هذا جمع जी जमा मुदल जुमू को तो तारीफ लो रे वहुवा कुल्लु जमइन तकसीर जमा मुकसर दायन को खोरे फी वसतही अलिफुन साकिना तू ये अले मारे साकिन ने अलिफ पामे रे बादहा हरफान अरी अलिफ ये नाव मारे सलौ नलौ शी में आओ दमा मो ये सलासतुन सलौ तौनो शी में औ सतुहुमा साकिन अरी सलौ तौनो मा दी अल्लेया सलौं का आरे साकिन ने ला अरो दा हुना तारो तू आरबी लोပြောတာဗောနော်ကျွန်တော်အလွယ်ပြောလိုက်တာအလီဖီဂျမားရဲ့နောက်မှာစလုံးနှလုံးလာမယ်ဒါမှမဟုတ်ရင်သုံးလုံးလာမယ်ဆိုရင်အလေစလုံးကစာကင်နဲ့လာနော်ومنه أري جماعة منتهى الجموع أوبما ومنه قوله تعالى لا شمل جنو من القرآن مؤمنه وأرسل عليهم طيرا أبابيل أبابيل واحد کا إبيل إبول
ibbilun လဲလာတယ် ibulun လာတယ်အဲ့တော့ဒီက ibulun ပဲထားပါတော့เนาะအဲ့ဒီမှာ ababil alif jama ရဲ့နောက်မှာကျွန်တော်တို့စလုံး၃လုံးလာတယ်အလယ်စလုံးက jazm ပဲဖြစ်တယ် fa kalimatu ababil mamnu'atun min as-sarf ababil ဆိုတဲ့စလုံးဒီသူကghaib munsarif ဖြစ်တယ် li'annaha ဘာကြောင့်လဲဆွေးကတို့ muntahal jumu ရဲ့ဆွေးကဖြစ်တယ် amma ma kana ala wazn mafa'il mafa'il ရဲ့ wazn ပေါ်မှာလာတာတို့နည်းကောင်းပဲဝရှိဘဟီဟာသူနဲ့တူညီတာပေါ့ mafa'il ဆိုတဲ့ wazn ပေါ်မှာလာမယ်ဒါမှမဟုတ်ရင်သူနဲ့ပုံစံတူတာဘာဖြစ်လို့ပမာအဖြစ် masajid ရှိတယ် manazil ရှိတယ် hada'ik ရှိတယ်အဲ့တော့ hada'ik ကတော့ mafa'il နဲ့သူကပုံတူတာနော်အဲ့ဒါတွေအားလုံးဒီလည်းပဲ ghaib munsarif ထဲမှာပါတယ်ကုရ်အာန်ထဲမှာလာတယ် ဆိုတာရဲ့ကျွန်တော်တို့ဆိုတာရဲ့နဘာမှာပေါ့နော်ပါရာ30မှာ hadaiq wa a'nab နော် wa kawa'ib atrab နော် wa ma kana ala mafa'il နောက်တစ်ခုကဘာလဲဆိုတော့ mafa'il ရဲ့ wazn ပေါ်မှာလာတာ wa ma shabaha နော်ဒီ mafa'il နဲ့ပုံတူတာပေါ့နော်သူ့ရဲ့ wazn ပေါ်မှာလာမှာပဲဖြစ်ဖြစ်ဒါမှမဟုတ်ရင်သူနဲ့ mushaba ဖြစ်တာပဲဖြစ်ဖြစ် mislu maswabih ဒါ maswabih ကသူ့ရဲ့ wazn ပေါ်မှာလာတယ်နော် manadil mindilun ရဲ့ ဂျမဖြစ်တယ်နော် maswabih က misbahun ရဲ့ ဂျမဖြစ်တယ် manadil ဆိုတာလက်ကင်ပေါ်နောက်တစ်ခုက maharis နော် maharis ရှိတယ်နောက်တစ်ခုက maharib အဲ့တော့ mihrasun ရဲ့ ဂျမ maharis mihrabun ရဲ့ ဂျမ maharib နောက်တစ်ခုက tamasil နော်အဲ့တော့ဒီမှာဒါကတော့ဘာလဲဆိုတော့ကျွန်တော်ခုနသူပြောတဲ့ maswabi နဲ့ manadil maharis maharib ကဒါကသူ့ရဲ့ wazn ပေါ်မှာလာတာ tamasil ကသူနဲ့ပုံတူတာအဲ့တော့ဒါတွေအားလုံးဒီလည်းပဲ ghair munsarif တွေဖြစ်တယ်နော် jama muntahal jumu ရဲ့ wazn ပေါ်မှာလာတာဖြစ်တဲ့အတွက်အဲ့တော့ဒီမှာအလားလိုတော့ねကျွန်တော်တို့အခုဖတ်လိုက်တာ ghair munsarif ရဲ့ sabab 9ခုဒီမှာပြီးသွားပြီအောက်မှာသူက i'rabul mamnu min as-sarf ghair munsarif ရဲ့ i'rab ကဘယ်လိုလာမလဲလို့ပြောတယ်အဲ့ဒါကတော့ကျွန်တော်တို့ဖတ်ပြီးသားဖြစ်တယ်ဖတ်ပြီးသားဆိုတော့အခုကျွန်တော်တစ်ခါတည်းပဲဖတ်အချိန်ရလားရရင်ကျွန်တော်တစ်ခါတည်းပဲဖတ်လိုက်ဒါဆိုဒီမှာပြီးသွားနော် ghair munsarif ရဲ့ i'rab ကဘယ်လိုလာမလဲဆိုတော့အချိန်ရလားဖတ်လို့ရလား9နာရီခွဲရတယ်ဟုတ်ရတယ်နော်အဓိကကတော့မော်လီဆိုင်ဖာရဖို့လိုတာပေါ့နော်ရယန်ဝန်ကတော့ရလောက်မယ်လို့ထင်တယ်အဲ့ကျော်ဒီမှာဗာပြောလဲဆိုတော့အချက်ကောင်းပြီအဲ့တော့ ghair munsarif ရဲ့ i'rab ကိုဘယ်လိုဖတ်မလဲဆိုတော့ ismi mufrad ဖတ်တယ်လို့ပဲဖတ်မှာသဘောကတော့zabar ဖတ်မယ် page ဖတ်မယ်ဒါပဲပေါ့နော်အသေးရဲ့နေရာမှာလဲzabar ဖတ်မယ်တန်ဝင်နဲ့တော့မဖတ်ဘူးနော်အဲ့တော့ဒါပါပဲيعرب الممنوع من الصرف ghair munsarif ရဲ့ i'rab ကဘယ်လိုဖတ်မလဲ i'rab al-ism al-mufrad နော်ဘယ် i'rab နဲ့ဖတ်မလဲဆိုတော့ism mufrad ရဲ့ i'rab နဲ့ဖတ်သဘောက ghair munsarif ရဲ့ i'rab ဒီ wahid ရဲ့ i'rab ပဲဖြစ်တယ်တဲ့ wahid မှာကျွန်တော်တို့ဘယ်လိုဖတ်လဲ zabar zi pesh နဲ့ဖတ်တယ်အဲ့တော့ဒီမှာလည်းအဲ့လိုပဲဖတ်မယ် fil harakat az-zahira harakat ကပေါ်လွင် awil muqaddara ဒါမှမဟုတ်ရင်မပေါ်လွင်အဲ့ဒါက alif maksura တွေမှာတော့မပေါ်လွင်ဘူးလေ alif maksura တို့alif maksura မှာတော့မပေါ်လွင် wa raf'an wa nasban wa jarran bidun tanwin zabar zi pesh zabar zi pesh ကိုတန်ဝင်မပါဘူးတဲ့ဒါပေမဲ့သူက zil ဆိုတဲ့နေရာမှာ zil ရဲ့နေရာမှာတော့ zil မလာဘူးเนาะကျွန်တော်တို့ zabar ပဲလာเนาะအောက်မှာသူကပြောတယ် wa yujarru bil fatha niyabatan an al kasra kasra ရဲ့အစားမှာတော့ fatha လာလိမ့်မယ်တဲ့ kasra မလာနော်အဲ့ဒါကတော့ ghair munsarif ရဲ့ i'rab ဒါကျွန်တော်ဟိုအစမှာလည်းပြောခဲ့တယ် ghair munsarif ပေါ်မှာမလာဘူးပေါ့ဗါပဲkasra မလာဘူးတန်ဝင်မလာဘူးနော်အဲ့တခုပေါ့ဒါပေမဲ့စီကံချက်ကဘာလဲဆိုဒီစီကံချက်လည်းကျွန်တော်ဟိုအစမှာလည်းပြောပြီးသားဖြစ်တယ် ghair munsarif ပေါ်မှာကျွန်တော်တို့ဗါလဲဈေးလာတဲ့အခြေအနေ2ရက်ရှိ
araga bale gai musrif ka ziriye achine ma shi me tu bo ma alif lam wene ara so yin zelam uma phien fil masajidi narugo bale gai musrif ka muzaf phien me tu bo ma zir bere harfijar weme so yin le ari achine ma so yin le be wa zir ne lam uma phien sallaitu fi masajidil hayy noကျွန်တော်တို့ရက်ဒါမှ fi masajidil baladi နော်ကျွန်တော်တို့ဒီမြို့ရဲ့ပလီတွေမှာနမတ်ဖတ်တယ်အဲ့တော့ဒီအခြေအနေနှစ်ရက်မှာကတော့ဘိုင်မစရစ်ပေါ်မှာဈေးလာလိမ့်မယ်အဲ့တော့သူကဘီရှရတ်ရနေပါပြောလဲဆိုတော့စီကံချက်ကတော့တဲ့အလ္လာယူအရဖာဘီလ်ဘီအလ်ဆိုတဲ့စလုံးနဲ့သူ့ကိုမာရီဖာမလုပ်ရဘူးတဲ့နော်ဂိုင်မစရစ်ကိုတဘောကဂိုင်မစရစ်ပေါ်မှာအလ်မဝင်ရဘူးလို့ပြောတာအောက်ဓမ္မမဝင်ဘီလ်အီဇွာဖတ်နဲ့တဘောကခြုံငုံပြီးပြောချင်တာဂိုင်မစရစ်ပေါ်မှာအလစ်လမ်မဝင်ရဘူးနောက်တစ်ခုကပါလဲအီဇွာဖတ်လို့ခေါ်တယ်မူဇာဖ်မဖြစ်ရမူဇာဖ်ဖြစ်မယ်သူ့ပေါ်မှာဈေးပေးတဲ့စလုံးဝင်မယ်ဆိုရင်တော့အဲ့ဒီချိန်ကျရင်သူကပါလဲလာမယ်ဆိုတော့ဈေးနဲ့လာမစ္စလ်ရဖာပိရှေဥပမာဂျာအာအဟမဒူဒီဖာအီလ်ဖြစ်တယ်အဟမဒူဖာအီလွန်အဟမဒူဒီဖာအီလ်ဖြစ်တယ်မရဖူအွန်မရဖူဖြစ်တယ်ဘီဇမ်မတ်ဇာဟီရာနော်ကျွန်တော်တို့ဇမ်မာပေါ်လွင်တယ်ပေါ့နော်ဝမစ္စလ်နဆပ်ဥပမာကအောက်ကတ်လ်မဆာဘီကျွန်တော်ကမီးခွက်တွေကိုမီးထွန်းတယ်ပေါ့မီးညှိတယ်ပေါ့နော်အဲ့တော့အောက်ကတ်လ်မဆာဘီဟာနော်ဒီမှာတော့ဟိုဘာလဲဆိုတာဘာလဲကျွန်မမွန်တယ်ဂျိုဘူးမှာအလစ်လမ်ဝင်တယ်ဒါပေမဲ့ तू ကဇဘရရဲ့အခြေအနေမှာရှိနေတယ်နော်အဲ့ဒါကြောင့် तू ကိုဇဘနဲ့ဖတ်တယ်ဖမဆာဘီဒီ مفعول به مفعول ဖြစ်တယ် منصوب بالفتحة الظاهرة نصب ကလည်းပဲ तू က فتحة الظاهرة လို့ခေါ်တယ်ပေါ်လွင်တယ်ပေါ့နော် ومثال الجر ရဲ့ဥပမာ سلمت على أحمد तू က غير منصرف ဖြစ်တယ် तू က معرفة လည်းဖြစ်တယ် وزن فعل လည်းဖြစ်တဲ့အတွက်ကြောင့် သူ့ကိုဇဘနဲ့ကစရာရဲ့နေရာမှာကစရာမဖတ်ဘဲနဲ့ဖတ်တဟာနဲ့ဖတ်တယ်နော်အဟမဒဒီ ismu majrur သူကဂျရီရဲ့အခြေအနေမှာရှိတယ်ဒါပေမဲ့ bil ဖတ်တဟာဒီကျွန်တော်တို့ဗာနဲ့ဖတ်လဲဖတ်တဟာနဲ့ဖတ်တယ်နေရာဘဒန်အန်ကစရာရဲ့အစားကစရာဖတ်ရမယ်အစားမှာကစရာရဲ့ကိုစားကစရာမဖတ်ဘဲနဲ့ဖတ်တဟာနဲ့ဖတ်တယ်ဘာဖြစ်လို့ तू ကအဲ့လိုကစရာနဲ့ဖတ်တာလီမန်အဟီဘင်ဆရဖ်ဂိုင်မွန်ဆရဖ်ဖြစ်လို့တဲ့နော်سبب ကဘာနှစ်ခုပါတယ်လေလလအလမီယတီအလမ်ဖြစ်တယ်ဝလ်ဥဂျမတီဥဂျမဖြစ်တယ်တိတ်တော့အဆင်မပြေဘူးနော်အလမ်ဖြစ်တယ်ဥဂျမတော့မဟုတ်ဘူးလေအာဟမတ်ကဝဇနီဖေဖြစ်တယ်လေနော်နောက်တစ်ခုက तू ကအာရဘီစလုံးဖြစ်တယ်အဲ့တော့ဒီဟာကဒီလိုပဲမှတ်လိုက်ပါနော်အလမ်ဖြစ်တယ်ဝဇနီဖေဖြစ်တယ်အလမ်နဲ့ဥဂျမဖြစ်တာအာဟမတ်ကနော်أما إذا كان الممنوع من الصرف အဲ့တော့ကျွန်တော်အခု gain musrif ပေါ်မှာဈေးလာတဲ့ပုံစံလာပြီအကယ်၍တဲ့ gain musrif ပေါ်မှာတဲ့ gain musrif ကတဲ့ mu'arrafan သူက ma'rifa ဖြစ်မယ်နော် bi al ကိုအကြောင်းခံပြီး ma'rifa လောက်ထားတာ au bil izafat နဲ့ ma'rifa လောက်ထားတယ်ဆိုရင် fa innahu yujarru bil kasra အဲ့ဒါဆိုရင်တော့သူ့ကိုကစရာရဲ့အခြေအနေမှာကစရာနဲ့ပဲဖတ်မယ်တဲ့ كغيره နော် من الاسماء المعربة المصروفة مصروفة ဆိုတာ munsarif ကိုပြောတာ munsarif mu'rab စလုံးများကဲ့သို့အခြားသော munsarif mu'rab ism တွေကိုကျွန်တော်တို့ကစရာရဲ့အခြေအနေမှာကစရာဖတ်တယ်လို့ပဲဒီ ghair munsarif ကို al နဲ့ alif lam နဲ့ ma'rifa လောက်လိုက်ရင်ဒါမှမဟုတ်လို့ရှိရင် izafat နဲ့ ma'rifa လောက်လိုက်ပြီဆိုရင်နော်ဒီ munsarif mu'rab ism တွေကဲ့သို့သူ့ကိုလည်းပဲကျွန်တော်တို့ဗာနဲ့ဖတ်မလဲဆိုတော့ကစရာရဲ့အခြေအနေမှာကစရာနဲ့ဖတ်မယ်ဥပမာအဖြစ် swallaitu fil masajidi fi baladina ကျွန်တော်တို့မြို့မှာရှိတဲ့နော်ကျွန်တော်တို့မြို့တွေမှာပလီတွေမှာနမတ်တွေကျွန်တော်ဖတ်ကြတယ်ကျွန်တော်ဖတ်တယ်ပေါ့နော်အဲ့တော့ masajid က gain musrif ဖြစ်တယ်သူ့ပေါ်မှာအလစ်လမ်ဝင်တယ်နောက်ပြီးတော့ तू ကကစရာရဲ့အခြေအနေမှာရှိတယ်ဘာဖြစ်လို့လဲဆိုတော့သူ့ရှေ့မှာဈေးပေးတဲ့စလုံး fee ဝင်ထားတယ်အဲ့ဒီအတွက်ကြောင့် तू ကအဲ့ဒီချိန်ရောက်ရင်ကစရာနဲ့လာမယ်နောက်တစ်ခုကဝမီဇာလုလ်မူဇာဖ်ရဲ့ဥပမာဆွတ်လိုက်သူဖီမဆာဂျီဒ်လာဟီအဲ့တော့ तू ကမဆာဂျစ်ကမူဇာဖ်ဖြစ်တယ်မူဇာဖ်လည်းဖြစ်တယ် तू ကဟာလဒီဂျရီလို့ခေါ်တဲ့ဈေးရဲ့အခြေအနေမှာဖြစ်တဲ့အတွက်ကြောင့်ခိုင်မွန်စရစ်ကိုကျွန်တော်ဗာနဲ့ဖတ်မယ်ဈေးနဲ့ဖတ်
ဒီလောက်ပဲเนาะဒီနေ့